မှာမင်းမျက်နှာလာဝကြည်ဝင်တစ်ခါမြင်ခွင့်တလေမင်းမရှိလဲဆွေးမြေစွာဘယ်လောက်ဝေးနေမောကြည့်ရင်မကောင်းငင်လို့ရှိတွေ့လို့နေချစ်သူသည်ဘယ်လောက်ဝေးဝေးဘယ်မှာဖြစ်ဖြစ်တွေ့နောင်ရည်နေအိမ်မစင်မြေရှိနေရခြင်းလေဒေတာခြင်းခွဲမြင်ရောက်စိတ်ဆင်းအိမ်မရှိဖွင့်ဟာပြောမှာကြားရတာမဟုတ်ဘူးစီစဉ်နဲ့စိတ်ဆန်းရေးချီငါတူတီတူတန်ချိုးစွာကြရင်မင်းစကားသာဆွေးမြေစွာကြံရင်ကြားလို့